ဆေမပြေတဲ့လူတွေကခက်မြများပေါ့။ဘာကြောင့်ဆေမပြေရလဲဆိုတော့ခမများတို့ကျွန်တော်တို့တွေကမိတ်ဆွေတို့ကျွန်တော်တို့တွေကအခြေခံလောက်သမားတွေပေါ့နော်။အခြေခံလောက်သမားတွေဆိုတော့အဆင်ပြေဖို့ဆိုတာကတော့ခဲရင်းနေပေါ့။အခြေခံလောက်သမားတွေဖြစ်တဲ့အတွက်အစိုးရတမန်နဲ့ဈေးလုံးဈေးနာပဲရမယ်။တမျိုးနဲ့တမျိုးကြောက်ရတစ်ခုတော့မတူကြဘူးပေါ့400ရတဲ့နေရာမှာရမယ်390ရတဲ့နေရာမှာရမယ်420ရတဲ့နေရာရမယ်အများဆုံးတော့400ပေါ့ဒါပဲမတူကြဘူးပေါ့ကျွန်တော်ဆက်ရောက်တွေကအချိန်ပုံမရှိတဲ့အတွက်ကျွန်တော်တို့မိတ်ဆွေတို့အခြေခံလောက်သမားတွေဘဝကဘယ်လိုမှအဆင်မပြေနိုင်ဘူးနော်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာရောက်နေတာကြားတဲ့လူတွေကတည့်ရတိုင်းပဲဘာသာအခန်းကရှိမယ်ရေကမီကရှိမယ်ကိုယ့်ရဲ့စားစရိတ်ရှိမယ်ဟုတ်လားတလားကိုအိုးဒီမရှိဘူးဆိုလို့ရှိရင်အလိုဆုံးရမှတလားကိုတောင်းကြပေါ့အဲ့ဒီထဲကမှအခန်းစရိတ်စားစရိတ်တုံးစရိတ်ရေဘိုးမီးဘိုးပြန်ဆင်းလိုက်တဲ့ခါကြလို့ရှိရင်တလားကို5သိန်းအခုပတ်စီနဲ့ဆိုတော့တလားကို6သိန်းရတော့ရပါတယ်ရတော့ဆိုပေမဲ့6သိန်းနဲ့တော့ဘယ်လိုမှမပြေလည်နိုင်ဘူးဒီရတဲ့ငွေလေးနဲ့ကိုအနောက်မှာရှိတဲ့မိသားစုတွေရှိမယ်ကိုရဲ့အမေအဖေတွေကိုပြတ်ထောက်ကြရတာမျိုးကိုဆွေမျိုးတွေကိုပြတ်ထောက်ကြရတာမျိုးရှိမယ်အဲ့ဒီတော့ထားရတဲ့ဒီမှာမိသားတွေကဘယ်လိုမှပြေလည်ကြောင်းမရှိဘူးမပြေလည်ဘူးလားလို့ဆိုလို့ရှိရင်တော့ငယ်ချင်းလာပဲပြေလည်တယ်ပေါ့လောက်တမှာ3-4တန်းစီတဲ့နေရာမှာအစစ်အလုံးဆုံးပြေမှထောက်ကနာလားပေါ့အဲ့လိုထောက်ကနာပြေတဲ့လူတွေရတယ်သူတို့မှာက idea ရှိရလောက်စားကြိုင်စားတဲ့အတွေးခေါ်တွေရှိတဲ့အတွက်သူတို့ကတော့ပြေလည်တယ်လို့ဆိုလိုတာပေါ့မိတ်ဆွေတို့ကျွန်တော်တို့ကဒီအလောက်တမှာဝန်ထမ်းဘဝနဲ့နေတာလဲနှစ်တွေလည်းမနေတော့ဟုတ်လားတချို့ကတော့စုမိဆောင်မိတယ်ပေါ့စုမိဆောင်မိတယ်ဆိုပေမဲ့တစ်နှစ်လုံးစုမှဘယ်လောက်ရလဲ300ပေါ့300ကအခုမှဒီကုန်စည်တော့လဲဆိုပါမှလုံးလို့မရအဲ့ဒါတော့မနေ့ကချွေတာစုဆောင်လို့လားတစ်နှစ်ကို300လောက်ကြာတယ်အနေချင်းပြောတာအများဆုံးပြောတာဒါပေမဲ့300လောက်မရတဲ့လူတွေအများကြီးရှိတယ်ဟုတ်တယ်ဟုတ်ဒီတော့ဘာကြောင့်ကျွန်တော်တို့တွေကမပြေလည်ရတာလဲဆိုလို့ရှိရင်တော့ကုန်စည်နှုန်းကြီးထွားမှုရှိမယ်အဓိကကတော့ဆက်ရောက်လောက်တွေများတယ်ဆက်ရောက်လောက်များတဲ့အတွက်အခြေပုံမရှိတဲ့ခါကျတော့ဘယ်လိုမှအဆင်မပြေဘူးအဆင်မပြေဘူးရက်တီလို့မရဘူးလားဆိုတော့ကိုယ်နိုင်ငံနဲ့စာလို့ဆင်တော့လေအသက်စုပါလို့တော့ရတယ်ပေါ့ဒါပေမဲ့ချက်တာတော့မရှိဘူးပေါ့ဒီလိုပဲသူတဲ့ငါစူးစမ်းနေကြတာပဲအဲ့ဒီတော့ဘာပြောချင်တယ်ဆိုလို့ရှိရင်တော့ကိုရောက်ရှိနေတဲ့နိုင်ငံမှာခြေတာပြီးတော့စုဆောင်လာတော့အကောင်းဆုံးပေါ့ရောက်ပြီးဒါပေမဲ့နောက်ရောက်လာတဲ့လူတွေကပို့ပြီးတော့ခက်ခဲတာကိုတွေ့နေရတယ်။ဘာကြောင့်လဲသူတို့မှာကဘာသာစကားအခက်ခဲကြောင့်အထောက်အထားမပြေဆုံးကြောင့်အခုနောက်ပိုင်းဆိုလို့ရှိရင်အလုပ်သမားအခွင့်အရေးတွေပြေဝမရတာမျိုးအထောက်အထားပြေဆုံးပြီးတော့အလုပ်ခံစားခွင့်မရတာမျိုးတွေအများစွာရှိတယ်ဆိုတော့ဘယ်လိုမှအဆင်မပြေနိုင်ကျွန်တော်တို့လည်းအဆင်ပြေရတော့မပြေဘူးမပြေပေမဲ့လည်းဒီလိုပဲစူးစမ်းရုန်းကန်ပြီးတော့စားပြေနေရတယ်တနေ့နေ့အဆင်ပြေမလားဆိုပြီးကိုယ်နိုင်ငံအေဂျင့်သွားတဲ့တနေ့စီးပွားရေးကောင်းလာတဲ့တနေ့ကြလို့ရှိရင်အားလုံးပြချင်ကြတယ်။ဒါပေမဲ့ဘယ်နိုင်ငံမှာပဲနေပေါ့တိုင်းတစ်ပတ်မှနေတယ်ဆိုလို့ရှိရင်တော့ဒီလိုပဲအနေစီရဲ့ကစားစီရဲ့ညတော့ခံရတာပဲစိတ်ဖိစီးမှုတွေခံရတယ်။အဲဒီနိုင်ငံသားတွေရဲ့အထင်သေးတာတွေခံရတာအလောက်စစ်တထေးတွေကတော့ဒီလောက်တွေမဟုတ်တော့အဲဒီနိုင်ငံသားတွေရဲ့အထင်သေးခံရတာကလည်းကိုယ်နိုင်ငံသားတွေရဲ့နေထိုင်မှုစရိုက်တွေကြောက်တယ်ပါတာပေါ့အိမ်ထိုင်မတက်တာတွေကြောက်ပါတယ်ဒီနောက်ပိုင်းမှာ2021နောက်ပိုင်းမှာအခြေအနေပိုဆိုးတာကမိတ်ဆွေတို့လည်းသိပါတယ်နေထိုင်မှုက
ပို့ပြီးတော့ကြက်တဲတာလည်းလို့ခေါ်လို့ရတယ်အလောက်တမခွင့်ရပြေဝခံစားပိုင်ခွင့်မရှိဘူးပုံစံမျိုးဖြစ်လာတယ်ပေါ့အဲ့တော့မပြေလည်ပေမဲ့လည်းဟိုကိုနိုင်ငံနဲ့စားလို့ရှိရင်တော့တတရှိတယ်လို့တော့ပဲထင်လို့ရမှာပေါ့အဲ့ဒီစိုက်တွေလည်းပဲအားလုံးလေးကြတယ်အားလုံးကငွေကြောက်ရက်တည်နေကြတယ်ငွေရကိုရက်ခွန်အားဒီစိုက်ထုတ်ပြီးတော့ရလာတဲ့ငွေနဲ့ပဲရက်တည်နေရတာဆိုတော့ကိုအနောက်မှာမိသားစုတွေရှိရမိသားစုတွေကိုရသလောက်နေနဲ့ပြန်ထောက်ပံ့နေရတဲ့ဘဝတွေဆိုတော့ပြည်တယ်မို့ဆိုတာတော့မရှိပါဘူးဒါပေမဲ့ဆေးဆောက်ပါဖြစ်လာတယ်ဆိုတော့မသိပေမဲ့ကိုလက်ရှိပစ္စုပန်ဘဝမှာတော့ကိုအစီအပြရက်တည်နာကြိုးစားကြပါလို့အကြံဉာဏ်လေးပေးချင်တယ်နော်ထိုင်းနိုင်ငံမှာနေတဲ့အတွက်ထိုင်း